လာလီဂါရဲ့ပြိုင်ဆိုင်မှုပြင်းထန်အောင်ပဲပွဲကောင်းတစ်ပွဲဘာစီလိုနာတို့ပဲနိုင်ပွဲဆက်မလားဘီဘာအိုကပဲဒုက္ခပေးသွားမှာလားညီကိုရအားလုံးပဲညတော့တပွဲကောင်းလေးကတော့ဒါရီရဲ့ကိုပေါင်းအပေါ်လေးပေးခဲ့တာတော့ဒါအဆင်ပြေဖြစ်သွားခဲ့ကြလိမ့်မယ်လို့တော့ယုံကြည်ရဲဆိုတော့အခုနေ့ညလည်းကျွန်တော်ညီကိုအတွက်ဒါအကောင်းဆုံးဖြစ်ဘာစီလိုနာနဲ့ဘီဘာအိုပွဲလေးကိုတပွဲကောင်းအဖြစ်ရွေးချယ်ပေးဦးမယ်ပေါ့နော်အရင်ဆုံးတော့ဒါ Telegram Channel လေးမှာကျွန်တော်ပွဲများတဲ့နေ့တွေဆိုရင်မောင်းတွဲလေးတင်ပေးမှာဖြစ်လို့အခုကျွန်တော် profile ကိုနှိပ်ပြီးတော့ဒါ profile ရဲ့ bio မှာပြထားတဲ့အတိုင်းဒါ channel လေးကို join ထားလို့ရပါတယ်လို့ပြောရင်းကနေပြီးတော့ပဲကျွန်တော်ဒီနေ့ပွဲလေးကိုသုံးသက်ချက်လေးစလိုက်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးကြည့်ရဆိုရင်ဘာကာအိမ်ဝင်းကနေပြီးတော့ဒါ body ဈေးနှလုံးပေါင်း50ကိုပေါင်းဈေး3လုံး80ဆိုပြီးတော့ပေါက်တယ်ပေါ့နော်ဆိုတော့အဲ့ကြည်တန်းအကြဒါညကရီးရဲပေါက်ခဲ့တဲ့ကြည်တန်းအတိုင်းပဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အခုရသည်ဆက်သာချင်းဒါပေါက်နေတဲ့ကြည်တန်းအတိုင်းပဲကိုဒါပေါက်ခဲ့တဲ့အသင်းတွေကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်ရရင်အာဆင်နယ်ဒါ2ပေါင်း30commentary ဆိုပြီးတော့ဒါကိုပေါင်းဈေး3လုံးတည်ပေးခဲ့တဲ့ပွဲမှာ commentary ကိုကျွန်တော်တို့ဂိုးမပေးထားဘဲနဲ့အာဆင်နယ် body အောင်ခဲ့ရင်လုံးဝကျွံရောက်တာ3လုံးပဲဆိုတဲ့အနေထားမှာအာဆင်နယ်3လုံးနဲ့ဒါကိုပေါင်းဈေးကတေးကျသွားခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဘွဲမှာလဲဒါကိုပေါင်းဈေးက3လုံးတည်အထိဒါ body ဈေးနဲ့မမျှအောင်ပြော့ထားတာကိုတွေ့ရတယ်ဆိုတော့နောက်တစ်ပွဲကဒါ CDA က Inter Milan နဲ့မွန်ဆာပွဲမှာ Inter Milan 2ပေါင်း30ကိုပေါင်းဈေး3လုံး20ဆိုပြီးတော့ပေါက်ခဲ့တယ်အဲ့ဘွဲမှာ4-1နဲ့ Inter 9နဲ့ body ဈေးက8အတိုင်းပဲကိုပေါင်းဈေးမှာဒါ -20 လောက်မတိမတာလေးတိုးပေးထားတယ်မွန်ဆာတစ်လုံးရရင်ရမရရင် Inter အနည်းဆုံး3လုံးသတ်မှတ်ထားလို့အဲ့အနေဒါပေးခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ညကဆိုရင်ဒါလောလောလတ်လတ်ရီရဲ့အနေနဲ့ဒါအိမ်ကွင်းကနေပြီးတော့နှလုံးတည်ရင်ဒီပါဒါပေါက်ခဲ့တယ်ဆိုတော့ဂိုးပေါင်းဈေးမှာ3လုံးနှုတ်80အထိပြင်းရှာလာတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ခြေတက်တိုင်းဆိုရင်ဒါဆိုစီတက်ကိုဂိုးပေးထားတော့တွေ့ရတယ်ပေါ့နော်ပေးထားတဲ့အတိုင်းပဲဒါဆိုစီတက်လဲဒါတစ်လုံးရတယ်ပြောချင်တာအခုခြေတန်းနဲ့ဒါပေါက်ခဲ့တဲ့ကြီးတွေကဒါတောက်လျှောက်လို့အောင်းနေအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဘာခါအနေနဲ့လဲရှစ်တပွဲက AG နဲ့ပွဲမှာဒါအဲ့ဒီခြေတန်းလောင်းနေပဲဒါဇုံအောင်ပြထားတာကိုမြင်ရတယ်ဆိုတော့ညပဲလောလောလတ်ကြီးအောင်ထားတဲ့အခြေအနေကြီးမှာဒါအခုချက်ကြီးတော့အဲ့ဒီခြေတန်းကိုထပ်ပြီးတော့အောင်ပေးဖို့ဘူကီနေနဲ့လဲဒါလောက်ကြီးတော့သဘောမကောင်းလို့တော့ကျွန်တော်တို့မြင်နေဆိုတော့ဘီဘာဝဲကျွန်တော်ခြေစုံကြည့်ရရင်အဝေးကွင်းကလည်းဒါထင်တယ်တော့မကောင်းတာကိုလည်းတွေ့ရတယ်ညရီးရဲနဲ့ဆိုစီတက်ပွဲကန်တယ်လို့ဒါမြင်ရဖို့တော့များတယ်ဆိုပေမဲ့ဒါနောက်ဆုံးဘီဘာကိုကန်ခဲ့တဲ့ပွဲကိုကြည့်မယ်ဆိုရင်စီဗီလာနဲ့ပွဲမှာဒါအစောပိုင်း12မိနစ်အထဲကဒါဘီဘာကိုဘက်ကတယောက်ထုတ်ခံခဲ့ရတဲ့အခြေအနေမှာဘီဘာကို31နဲ့ရှုံးခဲ့တယ်ပေါ့နော်ဒါပေမဲ့မိနစ်60လုံး10ယောက်17ယောက်ကန်ပြီးတော့ဒါစီဗီလာလိုအသင်းထက်ကိုဒါအဆက်ဆက်ရတာတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ဘာစီလိုနာလိုအသင်းကိုလည်းဒါဘီဘာအနေနဲ့ယူယူမိုက်ကြီးတော့ကျွန်တော်တို့ဒါဖွင့်ကစားမှာမဟုတ်တဲ့ပြင်ဘီဘာတိုက်စစ်ကကျွန်တော်တို့နီကိုဝီလီယန်နဲ့အီနာကီဝီလီယန်တို့အချိတ်ဆက်ကလည်းဒါတော်တော်ကောင်းကောင်းမိနေတာကိုလည်းမြင်ရတယ်ဆိုတော့ပေးထားတဲ့ဂိုးပေါင်းဈေးအနေထားတွေကိုကြည့်ရရင်ဘီဘာကိုတေချာပေါက်ဂိုးရမယ်လို့တော့ကျွန်တော်တို့ထင်တယ်ဒါဆိုရင်ဘာကနေနဲ့ဂိုးပြက်ကန်နိုင်မလားဆိုတာကိုကြည့်ရရင်ဘော်ဒီသေးတဲ့နှလုံးပေါင်း50မှာကျွန်တော်တို့ဒီပွဲမှာဒါဘာစီလိုနာအနေနဲ့နိုင်ခဲ့ရင်တောင်ပဲတစ်လုံးထပ်မပိုးသွားနိုင်ဘူးလို့တော့မြင်တယ်။ဒါကြောင့်ပဲဒီနေ့တပတ်ကောင်းရွေးချယ်မှုအနေနဲ့ဒါဘာစီလိုနာနဲ့ဘီဘာအိုပွဲလေးမှာတော့ကျွန်တော်ကတော့ဒါဘီဘာအိုဘော်ဒီကိုပဲဒီနေ့တပတ်ကောင်းအနေနဲ့ရွေးချယ်ပေးလိုက်ရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရလိုက်ပါဗျာ။ကြည့်ရှုခဲ့တဲ့ကျွန်တော်ရဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်